အားလုံးပဲမင်္ဂလာပါဗျဝီဘလော့နဲ့ပြန်ချစ်ချင်ပါတယ်ဒီနေ့ကတော့မဝီတို့ခွဲရစက်ရုံမှာရည်ကြီးရပေါ့ဗျာဆိုဖိုင်းကမှလည်းအောင်စပူနဲ့တွေ့ခဲ့တယ်ပေါ့ဗျာအားလုံးပဲလိုက်ခဲ့ကြပါဦးဒီနေ့တော့မဝီတယောက်အဲ့ရထားပြင်းနေပေါ့ဗျာပြင်းမဲ့လည်းရေမုတ်ချုပ်ပြီးလောက်ကသွားပြန်တယ်ဗျာစက်ရုံတော့မရောက်သေးပါဘူးကားရှိသွားတဲ့အချိန်မှာဒီလမ်းမှာရေရကြီးနေပေါ့နော်ဒါကတော့ကားပေါ်ရောက်ပြီပေါ့ဗျာကားဆရာကွန်းရဝယ်နေလို့ကျွန်တော်စောင့်နေရပါကျွန်တော်ချောလာဗျာကျွန်တော်ကတော့ကိုချောရလို့ထင်ပါတယ်ဗျာဟာခဏနေပဲကျွန်တော်ကားစပြီးထွက်ပြီပေါ့ဗျာဒီနေ့ကတော့လှုပ်သွားတာမိုးကတော့မရွာဘူးပေါ့ဗျာဒါပေမဲ့ညတော့ရွာထားတဲ့မိုးကြောင့်ရေတက်နေပေါ့နော်ကျွန်တော်ကားချူလာလမ်းမှာလည်းရေတက်တယ်ကျွန်တော်စက်ရုံမှာလည်းရေကြီးနေတယ်ပေါ့ဗျာဒါကတော့ဟိုနေ့ရိုက်မပြလိုက်ရတယ်အမှတ်3လမ်းဆိုမှဒါတက်မနေဖြစ်ပါတယ်ခင်ဗျာတကယ်ကျွန်တော်ရန်ကုန်ပြည်ဆုံးနေတော့ပြကြမှာပေါ့နော်တက်မနေမှာဈေးဝယ်လို့ရန်ကောင်းပါတယ်ဈေးကတော့ကြီးကြတော့ဗျာစီတီမပစ္စည်းဆိုလို့ဈေးကတော့အနေများတော့ကြီးကြအောင်ဗျာခုဆိုရင်တော့ကျွန်တော်တို့ဒီပွဲကိုဖြစ်တော့မှာပေါ့ဗျာစက်ရုံမှာလောက်ရတာမလွယ်ပါဘူးပေါ့နော်ဘာလို့မလွယ်လဲဆိုရင်တော့မနေ့မိုးလင်းတာနဲ့အလုပ်သွားတယ်ပေါ့ဗျာညမိုးချိုရင်ပြန်လာတယ်ဒီလိုပဲမနေ့သွားလိုက်ညပြန်လိုက်လဲထွက်နေတာပေါ့ဗျာပြောချင်တာကတော့အထေကျုပ်တူလေးပေါ့ဗျာစက်ဝင်ထဲမှာစူလိုက်ဆဲလိုက်နဲ့တနေ့ကုန်တနေ့ကထိုင်ပြီးတော့သူခမချုပ်ရတယ်ပေါ့နော်အိမ်ရမိဘရတော့မသိဘူးပေါ့ဗျာလာကုန်ပြီဆိုတာနဲ့ဩငါသမီးလေးပတ်စံတွဲတော့မယ်ငါသားလေးပတ်စံတွဲတော့မယ်ဆိုပြီးတော့ဒီလိုပဲပြုံနေကြတယ်သူတို့ခမလည်းမလွယ်ပါဘူးလက်ကုန်တာနဲ့ဒါကတော့အိမ်လွှဲဖို့ဘလောက်ဒါကတော့ဒီလစားဖို့ဘလောက်ဒါကတော့အတုံးဆောင်ဘလောက်ဒီလိုပဲစီမံခံခွင့်ရတယ်ပေါ့ဗျာဒီလိုပါပဲမရှိတဲ့လူဘွားဆိုတော့လေဒီလိုပဲပေါ့ဗျာဒီကြားထဲမှာတရားကြီးရလဲလှကောင်းကြီးရလဲမိုးသားရည်နဲ့ပြည့်နေတော့ဘာလို့လွမ်းမှမသိဖြစ်နေရဗျာဆရာကြီးလက်တွင်းသားစော့ချစ်ရဲ့ပြောသလိုပြောမလို့ဖြစ်နေပြီပေါ့ဗျာလွမ်းနေဟေးဘာလို့လွမ်းလဲဆိုတရားကြီးမြင်တော့လဲတရားကြီးလွမ်းတာပေါ့ဗျာကောင်းကြီးမဲမောင်မျိုးလဲကောင်းကြီးလွမ်းတာပေါ့ဗျာဘာပဲဖြစ်ဖြစ်လွမ်းတာတော့လွမ်းတာပေါ့ဗျာလွမ်းနေလေလွမ်းတာတွေရက်ပြီးတော့ညရောက်ထားတဲ့ဘူကြောင့်ကျွန်တော်စိတ်ရှိမှာဒီကြီးရပေါ့ဗျာကျွန်တော်စိတ်ရောကျွန်တော်နည်းနည်းနှိမ့်နေပေါ့ဗျာလူလေးနည်းကြီးမလေးရွာလိုက်ပြီးဆိုရင်ခြေရတက်လာတယ်ပေါ့ဗျာဒါတော့စိတ်ရောအတွင်းနဲ့ပေါ့ဗျာအရှင်နားမှာကျွန်တော်ခမင်းနေပါရင်နေကိမဲ့စားတယ်ပေါ့နော်ဒါပေမဲ့ဒီအခုတက်နေရီကတော့ကျွန်တော်တို့ဒါနှစ်ကင်းတီကိုမိုးမရွာတော့ဘူးဆိုရင်တော့ဒါပြန်ကျသွားမှာပေါ့နော်ရေအတက်ကျတော့မြင်ပါတယ်ဗျာဒါကတော့ကျွန်တော်တို့နှစ်ကင်းရောက်ပေါ့နော်နှစ်ကင်းပဲကျွန်တော်ထမင်းစားတော့တာပေါ့နော်ဒီကအောက်မှာတစ်ဝက်လောက်တော့ကျတယ်ပေါ့နော်တစ်ဝက်လောက်ကကျန်ပြီးကျွန်တော်တို့ဝါးကြီးဆွဲလို့ပေါ့ဗျာလိုက်ခါပြန်ရွာတယောက်လာတယ်ရှုပ်ဖြုံပြီးဝါးကြီးလည်းကျွန်တော်စားရလေးလည်းမပြတော့ဘူးပေါ့နော်တော့ကျွန်တော်စားပြုံးပြီးပြန်ပြီးရိုက်ပါမယ်ဗျာဒီနေ့ကတော့စိုက်မပြတော့ပါဘူးစားခင်းရတော့တနေ့ကျင်းလို့မြင်တဲ့အတိုင်းပဲเนาะကျွန်တော် organic တီမျိုးပေါ့ဗျာကျွန်တော်ကတော့အာလူတုပ်ပါတယ်ကျတဲ့ဟာကျွန်တော်ပြုံးပြီးလို့တဲချင်တုပ်လို့ဒီလောက်ရွက်နဲ့ကြောက်ကြော်လို့ပါတော့ပေါ့เนาะ organic တီပါဒါကတော့ကျွန်တော်ညနေစောင်းပြီပေါ့ဗျာညနေစောင်းတဲ့ခါကျတော့ပြန်ငနီးကိုကြည့်တီကြည့်တောင်ကြည့်မြောက်ကြည့်အာညာပေါ့เนาะလှုပ်ပြီပေါ့ဗျာဒါမြဲရတော့ပြန်ကြပြီကျွန်တော်တို့ကတော့နောက်ဆုံးမှထွက်တာပေါ့နော်ကျွန်တော်ကကားကြတော့သူ့မစီရဘူးသူကခြောင်နေဆိုတော့ကျွန်တော်တို့အစ်စေပေါ့နော်ဒါတော့ညာစီးစားပေါ့ဗျာမနေ့9နာရီကနေပြီးတော့အိမ်ကနေထွက်တယ်ပေါ့နော်ဒါည9နာရီဒါအောင်စီရတရားပုံမှာပေါ့နော်ဟိုးကနင်းနေတဲ့ဟာတော့ဒါဟိုဘက်ကဘရင်းတော်သားကြီးဖြစ်ပါတယ်ပေါ့နော်ညာစီးစားအလားလေးပေါ့ဗျာအားလုံးမဒီနေ့ကတော့ဒီလောက်ပဲပေါ့နော်ကျွန်တော်ရဲ့ဘလိုလေးကိုအားပေးကြပါဦးနောက်ဗီဒီယိုကြမှာပြန်တွေ့ကြမှာခင်ဗျာ subscribe လေးနဲ့နှိပ်ခဲ့ကြပါဦးနော်အားလုံးရမ်းချစ်တယ်